公道公车说了，公道这个公车也得开着，边上西城查的谢谢了一个你，ဒီ公道公车我别个啥个天下宝宝拿来说了，ဝန်တာလူခေတွင်ကနာမည်ကျော်ကြားသောဘေးမဲ့ဆရာတော်ဘုရားကြီးဘေးမဲ့ဆရာတော်ဘုရားကြီးငယ်ရွယ်စဉ်စာသင်သားဘဝတုန်းကသူရဲ့ရှေ့ဆက်ဆက်ဆရာတော်ဘုရားကြီးထံကရခဲ့သောနည်းဖြစ်တယ်။သူဆုံးခါနေတော့ဆုံးလောင်းနေတဲ့ဒကမာကြီးကစကားဆက်မိလို့မောင်ဝစင်းရဲ့ဈေးအောင်ရတာလည်းမကောင်းဘူး။ရောင်းရချရတယ်လည်းမကောင်းပါဘူး။ဈေးရောင်းကောင်းတဲ့နည်းလေးများရှိခဲ့ပေးခဲ့သမှာလို့တောင်းတော့ဘေးမဲ့ဆရာတော်ဘုရားကြီးရဲ့အလောင်းလျာဖြစ်တဲ့ဦးစင်းကဒကမာကြီးနီးတော်ရှိတယ်ဒကမာကြီးရွတ်ဆိုနိုင်မှာလားလို့အောင်မလေးနီးတော်ပေးသားမှာဗျာတပည့်တော်မှာဈေးရောင်းမကောင်းတော့အလကားထိုင်နေရတာအပြင်းတောင်ပြေသေးရေးပေးသားမှာတပည့်တော်အဲ့ဒါရွတ်နေမှာပေါ့လို့ဆိုတဲ့ဒါနဲ့ဦးစင်းကဗလာစားဝယူတော့အဲ့ဒါရေးပေးခဲ့တာအဲ့ဒါရေးပေးရင်ဆိုင်ပေါ်ထိုင်ပြီးတော့အဲ့ဒီဂုံတော်ဂုံချာကိုသူကဖတ်တာဖယင်းနဲ့နေပြီးတော့တနေ့တခြားသိတာဈေးရောင်းလို့ကောင်းတယ်လေရောင်းတာတော့ပစ္စည်းကတော့မထူးပါဘူးဒီဂါထာရွတ်တာပဲသူထူးတယ်နောက်တော့ဒကမာကြီးဈေးရောင်းလို့ကောင်းပြီလားလို့မလေးကောင်းချာမောင်သေးရဲ့ကျေးဇူးတင်လိုက်တာဒါနဲ့တဖြည်းဖြည်းတနေ့တခြားနဲ့သူ့ဆိုင်ကဟိုပစ္စည်းဒီပစ္စည်းတွေထည့်တယ်ရောင်းတာသူရောင်းတဲ့ဆိုင်ကပစ္စည်းထူးခြားတာမဟုတ်စားကုန်တော့ကုန်ငရုတ်ကျက်တော်လည်းပါတယ်စီဆန်းစားပါတယ်သူကြက်နဲ့မြာရောင်းတာစားကုန်တော့ကုန်ဆိုတာကဘယ်ရမျိုးဆိုမရောင်းရတယ်လို့မရှိဘူးအဲ့ဒါရောင်းရမှတဖြည်းဖြည်းနဲ့နေပဲကြီးပွားလာလို့သူရဲ့ဆွေမျိုးတွေကအမရပူရံမျိုးတောင်တမန်တစ်ဖက်မှာရှိကြတယ်ဆွေမျိုးတွေကလာလာငွေရှိတော့သူကလည်းပူရာလေးတွေချင်းငှားတယ်ချင်းငှားပြီးတော့တခါတည်းယူသွားတဲ့ငွေကတော်တော်ကြာသေးတိုင်မပေးတော့သူကလိုက်တောင်းလာတာတနေ့တော့အခါအမရပူရံမျိုးတစ်ဖက်တောင်တမန်ဘက်ကဆွေမျိုးများထံကငွေကျွေးတောင်းလို့ပြန်လာခဲ့တယ်ပြန်လာခဲ့တော့ထိုးစင်းကငွေကဒင်္ဂါကြီးတွေတင်ကားကြီးတွေကိုအဝက်နဲ့ထုတ်ပြီးတော့ခေါင်းပေါ်ရွက်ပြန်လာတယ်အတောက်သမားတွေရဲထုတ်ကြီးတွေကဒီနေ့တော့ဟိုအတော်ကြီးသူတို့ကခေါ်တော့ဒီအတော်ကြီးကဈေးရောက်နေတဲ့လူချမ်းသာမကြီးသူ့ပြန်ဝရုပ်ကြီးနဲ့ပြန်လာမှာဒီကဘာကရာတိုက်နန်းကဘာကရာတိုက်ဆိုတာကရှေးကသာသနာပိုင်ဘာကရာဆရာတော်ကြီးသတင်းသုံးသွားတော့တိုက်ကြီးကနောက်ပိုင်းကျတော့တိုက်ကြီးပဲအခွန်မဲ့ကြံတော့လူမရှိတော့အတွင်းထဲကကြောင်းမရှိဘူးဘေးကဝန်းတရံကြီးရှိတယ်အဲ့ဒီနားမှာဆောက်ချုံတွေရှိတယ်မွန်းနံပင်တွေရှိတယ်တောထနေတယ်လူမရှိဘူးအဲ့ဒီနားကနေစီဆောင်လို့ရှိရင်ဒီတော်ကြီးညနေမိုးကြုံမှာစီလူရအောင်ဆိုတာအကြံနဲ့စောင့်နေကြတာတော်ကြီးကသူတယောက်တည်းပဲဝေတို့ကြီးရွက်ပြီးတော့ပြန်လာတာသူကဂုံတော်ကွန်ချာသွားရင်လာရင်လည်းရွတ်တတ်တယ်ထိုင်းနေလည်းရွတ်တတ်တယ်သွားရင်လာရင်သောဘဝဣတိပိအရဟံဝတ္တသောဘဂဝါအရဟံတံတရဏံကိသာမိအရဟံတံသီရသန္မာမိပထမောသီရဘာကာရောသောကဒီရွတ်နေတာသူကပါးစပ်အလကားမနေဘူးဒီကုံတော်ကွန်ချာရွတ်နေရခြင်းဒီသူကအဖော်ခဲ့ပြောနေတယ်သွားရင်ရွတ်လာတော့တောက်သမားကြီးတွေကအတော်ကြီးလာတဲ့အခါငွေတို့ကြီးစီလူမယ်လို့ကြံစည်ပြီးတော့ခလန်းလန်းကမိုးနံဂျုံကြီးတွေရားတဲ့ကစောင့်ပြီးတော့ကြည့်နေကြတော့သူတို့ကယွန့်သွားတယ်အတော်ကြီးတယောက်တည်းမဟုတ်တော့သူ့နောက်ကလည်းတနှထန့်လာတဲ့ပလိတ်တယောက်ရှေ့ကလည်းပလိတ်တယောက်အမဲမသွားအောင်လုပ်နေသွားအောင်လုပ်နေအပြစ်ခံရလိမ့်မယ်ဒီမိမကြီးကမညံဘူးသူကပလိတ်တွေကိုခေါ်လာခဲ့တာကွာတို့ကစောင့်နေမှပြီးလို့နေမှဆိုပြီးတော့သူတို့ပုံပြီးတော့နေကြတယ်ဒါအတော်ကြီးအဲ့ဒီနေရာလည်းလွတ်တော်သွားတယ်သူဘယ်သူမှဖမ်းလို့မရလဲဘူးအမှန်ကထိုအတော်ကြီးကဘယ်သူမှဖော်မပါဘူးသူတယောက်တည်းလာခဲ့တာအဲ့ဒါရန်သူကတော့အဆောင်ရောက်ပြီးမြင်ရတယ်သူ့ဘာသူတော့အဆောင်မှာပါဘူးသူ့အဆောင်ကဂုဏတော်ကွန်ချာရွတ်ခဲ့တာဘေးရန်အန္တရာယ်လည်းကျင်းတယ်တခါကအရာရှိတယောက်နဲ့တွေ့ခဲ့တယ်မိုးကုတ်မှာတော့ကိုတဘုံလေးကဖမ်းခံရတယ်လူ၄ယောက်ဖမ်းခံရတဲ့သူလည်းတယောက်ပါသွားတယ်တပြည့်၃ယောက်ကတနေရာဆွဲခေါ်သွားပြီးတော့သူ့တော့တခုတော့တစ်ပင်မှာခြေထားတယ်ခြေထားပြီးတော့ငါတော့တတ်ပြတ်တတ်တော့မှထင်ရဲ့ငါလှဲ့ဟိုလူ၃ယောက်တော့ဘယ်လိုကြတယ်မသိဘူးငါလှဲ့လာတော့မှာပဲလို့သူကလည်းကြောက်ကြောက်ရွံ့နဲ့သူတတ်သည်မြမှတ်သည်မြဂုံတော်ကွန်ချာပဲရွတ်ပြီးတော့နေတယ်သူ့လှဲ့မကြနိုင်ဘူးဟိုလူတွေဘယ်လိုဖြစ်တယ်လဲမသိဘူးတနတ်တန်တော့မကြသေးဘူးတဘုံကသူ့ကိုဘယ်လိုစ
စီရင်မလဲလို့ဒါပဲကြောက်ရွံ့ရွံ့နဲ့ဂုံတော်ကွန်ချပြီးတော့ရွတ်နေတယ်မကြခင်ခေါင်းဆောင်ဖြစ်တဲ့လူကသနာကြီးထမ်းပြီးတော့လာတယ်သနာကြီးထမ်းပြီးတော့ကသွားမင်းသွားတော့ဆိုတော့သူခြေထားတဲ့ကြိုးကြီးခြီးပြီးတော့လွှတ်လိုက်ဖြီးပြီးတော့လွှတ်လိုက်တယ်တဲ့အဲ့ဒါသူရဲ့လက်တွေပဲဂုံတော်ကွန်ချကအန္တရာယ်လဲလွတ်တယ်ဘေးလဲကင်းတယ်ခိုးသေးဓာမြဘေးမှလည်းလွတ်တယ်ရောင်းမကောင်းတာလဲဈေးရောက်မကောင်းတဲ့လူလဲဈေးရောက်ကောင်းတယ်အဲ့ဒါမှတ်ထားကြဈေးရောက်မကောင်းမှုတော့ညီးတဲ့လူတွေအဲ့ဒါလာရွတ်နေရောင်းကောင်းလိုက်ပါပဲရောင်းကျင်တဲ့ပစ္စည်းရောင်းဆန်တယ်ကလည်းဆန်ရောင်းကောင်းပါပဲစီတယ်ကလည်းစီရောင်းကောင်းပါပဲဘာရောင်းဂုံတော်ကွန်ချသာဇုံကန်ရွတ်နေကြမှတ်ထားအဲ့ဒါဈေးရောင်းကောင်းကြီးပါတယ်ဒါကြောင့်မို့ဒီနေ့ကဘေးရန်အန္တရာယ်လဲကင်းတယ်အကာအကွယ်လဲဖြစ်တယ်ဈေးလဲရောင်းတယ်အဲ့ဒါကရှေးကကြားခဲ့တဲ့ဟိုးဘေးမဲ့ဆရာတော်ဘုရားကြီးအမိန့်ရှိသွားတယ်နေပဲနော်ဒါမှတ်ထားကြသောဘဂဝါဣတိပိအရဟံဝတ္တသောဘဂဝါအရဟံတံသရဏံဂစ္ဆာမိအရဟံတံသီရသနမာမိပထမောဝဇိရာပကာရောသောဘဂဝါဣတိပိအရဟံသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓောဝတ္တသောဘဂဝါသမ္မာသမ္ဗုဒ္ဓံသရဏံဂစ္ဆာမိသမ္မာသမ္ဗုဒ္ဓံသီရသနမာမိဒုတိယောဝဇိရာပကာရောသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောသောဘဂဝါဣတိပိဝိဇ္ဇာစရဏသမ္ပန္နောဝိဇ္ဇာစရဏသမ္ပန္နောဝတ္တသောဘဂဝါဝိဇ္ဇာစရဏသမ္ပန္နံသရဏံဂစ္ဆာမိဝိဇ္ဇာစရဏသမ္ပန္နံသီရသနမာမိတတိယောဝဇိရာပါကာရောသောဘဂဝါဣတိပိဝိဇ္ဇာစရဏသမ္ပန္နောသောဘဂဝါဣတိပိသူကတောဝတ္တသောဘဂဝါသူကတံသရဏံဂစ္ဆာမိသူကတံသီရသနမာမိသတုထောဝဇိရာပါကာရောသောဘဂဝါဣတိပိသူကတောသောဘဂဝါဣတိပိလောကဝိတုဝတ္တသောဘဂဝါလောကဝိတုံသရဏံဂစ္ဆာမိလောကဝိတုံသီရသနမာမိပိစမောဝဇိရာပါကာရောသောဘဂဝါဣတိပိလောကဝိတုသောဘဂဝါဣတိပိအနုတ္တရောပုရိသဓမ္မသရတိအနုတ္တရောပုရိသဓမ္မသရတိဝတ္တသောဘဂဝါအနုတ္တရံပုရိသဓမ္မသရတိသရဏံဂစ္ဆာမိအနုတ္တရံပုရိသဓမ္မသရတိသီရသနမာမိသတ္ထမောသီရာပါကာရောသောဘဂဝါဣတိပိအနုတ္တရောပုရိသဓမ္မသရတိသောဘဂဝါဣတိပိသတ္ထာရေဝမနုဿာနံသတ္ထာဒေဝမနုဿာနံဝတ္တသောဘဂဝါသတ္ထာရံဒေဝမနုဿာနံသရဏံဂစ္ဆာမိသတ္ထာရံဒေဝမနုဿာနံသီရသနမာမိသတ္တမောဝဇိရာပါကာရောသောဘဂဝါဣတိပိသတ္ထာဒေဝမနုဿာနံသောဘဂဝါဣတိပိဗုဒ္ဓောဝတ္တသောဘဂဝါဗုဒ္ဓံသရဏံဂစ္ဆာမိဗုဒ္ဓံသီရသနမာမိအထမောဝဇိရာပါကာရောသောဘဂဝါဣတိပိဗုဒ္ဓောသောဘဂဝါဣတိပိဘဂဝါဝတ္တသောဘဂဝါဘဂဝန္တံသရဏံဂစ္ဆာမိဘဂဝန္တံသီရသနမာမိနဝမောဇိရာပါကာရောသောဘဂဝါဣတိပိဘဂဝါသောဘဂဝါဣတိပိလောကဝိတုဝတ္တသောဘဂဝါလောကဝိတုသရဏံဂစ္ဆာမိလောကဝိတုသီရသနမာမိဘေသမောဇိရာပါကာရောသောဘဂဝါဣတိပိလောကဝိတုသောဘဂဝါဣတိပိသူကတောဝတ္တသောဘဂဝါသူကတံသရဏံဂစ္ဆာမိသူကတံသီရသနမာမိသတုထောဝဇိရာပါကာရောသောဘဂဝါဣတိပိသူကတောသောဘဂဝါဣတိပိနုတ္တရောပုရိသဓမ္မသရတိအနုတ္တရောပုရိသဓမ္မသရတိဝတ္တသောဘဂဝါအနုတ္တရံပုရိသဓမ္မသရတိသရဏံဂစ္ဆာမိအနုတ္တရံပုရိသဓမ္မသရတိသီရသနမာမိသတ္ထမောဇိရပါကာရောသောဘဂဝါဣတိပိအနုတ္တရောပုရိသဓမ္မသရတိသောဘဂဝါဣတိပိသူကတောဝတ္တသောဘဂဝါသူကတံသရဏံဂစ္ဆာမိသူကတံသီရသနမာမိသတုတောဇိရပါကာရောသောဘဂဝါဣတိပိသူကတောသောဘဂဝါဣတိပိသတ္ထာဒေဝမနုဿာနံသတ္ထာဒေဝမနုဿာနံဝတ္တသောဘဂဝါသတ္ထာရံဒေဝမနုဿာနံသရဏံဂစ္ဆာမိသတ္ထာရံဒေဝမနုဿာနံသီရသနမာမိသတ္တမောဇိရပါကာရောသောဘဂဝါသတ္ထာဒေဝမနုဿာနံသောဝါဒီသမ္မာသမ္ဗုဒ္ဓောဝတ္တသောဘဂဝါသမ္မာသမ္ဗုဒ္ဓံသရဏံဂစ္ဆာမိသမ္မာသမ္ဗုဒ္ဓံသီရသနမာမိဒုတိယဇိရပါကာရောသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောသောဝါဒီဗုဒ္ဓောဝတ္တသောဘဂဝါဗုဒ္ဓံသရဏံဂစ္ဆာမိ
ဗုဒ္ဓံသီရသနမမိဓမ္မောသီရဘာဂရောသောဝါတိဗုဒ္ဓောသောဝါတိပိအရဟံဝတ္တသောဘဂဝါရဟန္တံတရဏံဂစ္ဆာမိအရဟန္တံသီရသနမမိဓမ္မောသီရဘာဂရောသောဘဂဝါဣတိပိအရဟံသောဝါတိဘဂဝါဝတ္တသောဘဂဝါပဂဝန္တံတရဏံဂစ္ဆာမိပဂဝန္တံသီရသနမမိနောမောသီရဘာဂရောသောဝါဣတိပိဘဂဝါဤပရိတရားတော်ကိုယုခရသောကုသိုလ်ကောင်းမှု၏ကိုယ်ပါကကို၎င်းမြတ်စွာဘုရားရှင်၏ဘုံတော်ကွန်ချာကိုယုခတရဆရာသောကုသိုလ်ကောင်းမှု၏ကိုယ်ပါကကို၎င်းတောဆောင်နာတောင်ဆောင်နာမြို့ဆောင်နာရွာဆောင်နာယုကစိုးဘုံပစိုးအာကာသစိုးရေဆောင်နာရေဆောင်နာသာသနာတော်ဆောင်နာသမုဒ္ဒရာဆောင်နာဝလာဟကနာပစ္စုံနာသတုလောကပါဠနာစကြာပြမအတုရာယမနဂါကလုံးဂုံမရခိုင်ဝိဇ္ဇာသောဤတပတိမစပြု၍30ဘုံကျင်းဒီကုန်သောဝိနည်းများစွာတတ္တဝါအလုံးတို့အားအမြပြေဝေပါကုန်ညယူတော်မူကြပါအလုံးကိုအမျှရ၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သောသာဓုသာဓုသာဓုဂုံတော်ကွန်ချာဆိုတာဂုံတော်တွေကိုကွန်ချာရက်သက်ခဲဆိုအပြန်လှန်စီစဉ်ထားတာရှစ်ဆရာတော်ကြီးတို့နီးဒီဂုံတော်ကွန်ချာကိုဘယ်ကားကစပြီးတော့ထင်ရှားပေါ်ပေါက်လာလဲဆိုတော့ဝန်တာနုခေတ်တွင်ကနာမည်ကျော်ကြားသောဘေးမဲ့ဆရာတော်ဘုရားကြီးဘေးမဲ့ဆရာတော်ဘုရားကြီးငယ်ရွယ်စဉ်စာသင်သားဘဝတုန်းကသူရဲ့ရှေ့ဆက်ဆရာတော်ဘုရားကြီးထံကရခဲ့သောနည်းဖြစ်တယ်သူဆုံးခနေတော့ဆုံးလောင်းနေတဲ့ဒကမာကြီးကစကားဆက်မိလို့မောင်ဝစင်းရဲ့ဈေးရောက်ရတာလည်းမကောင်းဘူးရောင်းရချရတယ်လည်းမကောင်းပါဘူးဈေးရောက်ကောင်းတဲ့နည်းလေးများရှိခဲ့ပေးခဲ့စမ်းပါလို့တောင်းတော့ဘေးမဲ့ဆရာတော်ဘုရားကြီးရဲ့အလောင်းလျာဖြစ်တဲ့ဦးစင်းကဒကမာကြီးနီးတော်ရှိတယ်ဒကမာကြီးရွတ်ဆိုနိုင်မှာလားလို့အောင်မလေးနီးတော်ပေးစမ်းပါဗျာတပည့်တော်မှဈေးရောက်မကောင်းတော့အလကားထိုင်နေရတာအပြင်းတောင်ပြေသေးရေးပေးစမ်းပါတပည့်တော်အဲ့ဒါရွတ်နေမှာပေါ့လို့ဆိုတဲ့ဒါနဲ့ဦးစင်းကဗလာစားဝယူတော့အဲ့ဒါရေးပေးကြတာအဲ့ဒါရေးပေးရင်ဆိုင်ပေါ်ထိုင်ပြီးတော့အဲ့ဒီဂုံတော်ကွန်ချာကိုသူကဖတ်တယ်ဖတ်ရင်နဲ့နေပြီးတော့ဒီနေ့တခြားသိတာဈေးရောက်လို့ကောင်းတယ်လေရောင်းတာတော့ပစ္စည်းကတော့မထူးပါဘူးဒီဂါထာရွတ်တာပဲသူထူးတယ်နောက်တော့ဒကမာကြီးဈေးရောက်လို့ကောင်းပြီလားလို့မလေးကောင်းချင်မောင်သေးရဲ့ကျေးဇူးတင်လိုက်တာဒါနဲ့တဖြည်းဖြည်းဒီနေ့တခြားနဲ့သူ့ဆိုင်ကဟိုပစ္စည်းဒီပစ္စည်းတွေထည့်တယ်ရောင်းတာသူရောင်းတဲ့ဆိုင်ကပစ္စည်းထူးခြားတာမဟုတ်စားကုန်တော့ကုန်ငရုတ်ကျက်သွန်လည်းပါတယ်စီဆန်းစားပါတယ်သူကြက်နဲ့မြာရောင်းတာစားကုန်တော့ကုန်ဆိုတာကဘယ်ရမျိုးဆိုမရောင်းရတယ်လို့မရှိဘူးအဲ့ဒါရောင်းရမှတဖြည်းဖြည်းနဲ့နေပဲကြီးပွားလာလို့သူရဲ့ဆွေမျိုးတွေကအမရပူရံမျိုးတောင်တမန်တစ်ဖက်မှာရှိကြတယ်ဆွေမျိုးတွေကလာငွေရှိတော့သူကလည်းပူရာလေးတွေချင်းငှားတယ်ချင်းငှားပြီးတော့တခါတရယူသွားတဲ့ငွေကတော်တော်ကြာသေးတိုင်မပေးတော့သူကလိုက်တောင်းလာတာတနေ့တော့အခါအမရပူရံမျိုးတစ်ဖက်တောင်တမန်ဘက်ကဆွေမျိုးများထံကငွေကျွေးတောင်းလို့ပြန်လာခဲ့တော့ထိုးစင်းကငွေကဒင်္ဂါကြီးတွေကိုအဝက်နဲ့ထုတ်ပြီးတော့ခေါင်းပေါ်ရွက်ပြန်လာတယ်အတောက်သမားတွေရဲထုတ်ကြီးတွေကဒီနေ့တော့ဟိုအတော်ကြီးသူတို့ကခေါ်တော့ဒီအတော်ကြီးကဈေးရောက်နေတဲ့လူချမ်းသာမကြီးသူ့ပြန်ဝရုပ်ကြီးနဲ့ပြန်လာမှာဒီကဘာကရာတိုက်နန်းကဘာကရာတိုက်ဆိုတော့ကရှေးကသာသနာပိုင်ဘာကရာဆရာတော်ကြီးသတင်းသုံးသွားတော့တိုက်ကြီးကနောက်ပိုင်းကျတော့တိုက်ကြီးပဲအခွန်မဲ့ကြံတော့လူမရှိတော့ဘူးအတွင်းထဲကကြောင်းမရှိဘူးဘေးကဝန်းတရားကြီးရှိတယ်အဲ့ဒီနားမှာဆောက်ချုံတွေရှိတယ်မွန်းနံပင်တွေရှိတယ်တောထနေတယ်လူမရှိဘူးအဲ့ဒီနားကနေစီဆောင်လို့ရှိရင်ဒီတော်ကြီးညနေမိုးကြုံမှာစီလူရအောင်ဆိုတော့အကြံနဲ့စောင့်နေကြတာတော်ကြီးကသူတယောက်တည်းပဲဝေထုတ်ကြီးရွက်ပြီးတော့ပြန်လာတာသူကဂုံတော်ကွန်ချာသွားရင်လာရင်လည်းရွတ်တတ်တယ်ထိုင်းနေလည်းရွတ်တတ်တယ်သွားရင်လာရင်သောဘဝဣတိပိအရဟံဝတ္တသောဘဂဝါအရဟန္တံတရဏံဂစ္ဆာမိအရဟန္တံသီရသနမမိပထမောသီရဘာကာရောသောဘာဒီရွတ်နေတာသူကပါးစပ်အလကားမနေဘူးဒီကုံတော်ကွန်ချာရွတ်နေရခြင်းဒီသူကအဖော်ခဲ့ပြောနေတယ်
သွားရရော့လာတော့တောက်သမားကြီးတွေကအတော်ကြီးလာတဲ့အခါငွေတို့ကြီးစီလူမယ်လို့ကြံစည်ပြီးတော့ခလန်းလန်းကမိုးနံဂျုံကြီးတွေရားတဲ့ကစောင့်ပြီးတော့ကြည့်နေကြတော့သူတို့ကယွန့်သွားတယ်အတော်ကြီးတယောက်တည်းမဟုတ်တော့သူ့နောက်ကလည်းတနှထန့်လာတဲ့ပလိတ်တယောက်ရှေ့ကလည်းပလိတ်တယောက်အမဲမသွားအောင်လုပ်နေသွားအောင်လုပ်နေအပြစ်ခံရလိမ့်မယ်ဒီမိမကြီးကမညံဘူးသူကပလိတ်တွေကိုခေါ်လာခဲ့တာကွာတို့ကစောင့်နေမှသိလို့နေမှာဆိုပြီးတော့သူတို့ပုံပြီးတော့နေကြတယ်ဒါအတော်ကြီးအဲ့ဒီနေရာလည်းလွတ်တော်သွားတယ်သူဘယ်သူမှဖမ်းလို့မရလဲဘူးအမှန်ကထိုအတော်ကြီးကဘယ်သူမှဖော်မပါဘူးသူတယောက်တည်းလာခဲ့တာအဲ့ဒါရန်သူကတော့အဆောင်ရောက်ပြီးမြင်ရတယ်သူ့ဘာသူတော့အဆောင်မှာပါဘူးသူ့အဆောင်ကဂုဏတော်ကွန်ချရွတ်ခဲ့တာဘေးရန်အန္တရာယ်လည်းကင်းတယ်တခါကအရာရှိကြီးတယောက်နဲ့တွေ့ခဲ့တယ်မိုးကုန်းမှာတော့ဘုံတဘုံလေးကဖမ်းခံရတယ်လူ၄ယောက်ဖမ်းခံရတဲ့သူလည်းတယောက်ပါသွားတယ်တပြည့်၃ယောက်ကတနေရာဆွဲခေါ်သွားပြီးတော့သူ့တော့တခုတော့တစ်ပင်မှာခြေထားတယ်ခြေထားပြီးတော့ငါတော့တတ်ပြတ်တတ်တော့မှထင်ရဲ့ငါလှဲ့ဟိုလူ၃ယောက်တော့ဘယ်လိုကြတယ်မသိဘူးငါလှဲ့လာတော့မှာပဲလို့သူကလည်းကြောက်ကြောက်ရွံ့ရွံ့နဲ့သူတတ်သည်မြမှတ်သည်မြဂုံတော်ကွန်ချပဲရွတ်ပြီးတော့နေတယ်သူ့လှဲ့မကြနိုင်ဘူးဟိုလူတွေဘယ်လိုဖြစ်တယ်လဲမသိဘူးတနတ်တန်တော့မကြသေးဘူးတဘုံကသူ့ကိုဘယ်လိုစီမလဲလို့ဒါပဲကြောက်ရွံ့ရွံ့နဲ့ဂုံတော်ကွန်ချပြီးတော့ရွတ်နေတယ်မကြခင်ခေါင်းဆောင်ဖြစ်တဲ့လူကသနာကြီးထမ်းပြီးတော့လာတယ်သနာကြီးထမ်းပြီးတော့သွားမင်းသွားတော့ဆိုတော့သူခြေထားတဲ့ကြိုးကြီးခြီးပြီးတော့လွှတ်လိုက်ဖြီးပြီးတော့လွှတ်လိုက်တယ်တဲ့အဲ့ဒါသူရဲ့လက်တွေပဲခေါင်းတော်ကွန်ချာကအန္တရာယ်လည်းလွတ်တယ်ဘေးလည်းကင်းတယ်ခိုးသေးဓာမြဘေးမှလည်းလွတ်တယ်ရောင်းမကောင်းတာလည်းဈေးရောက်မကောင်းတဲ့လူလည်းဈေးရောက်ကောင်းတယ်အဲ့ဒါမှတ်ထားကြဈေးရောက်မကောင်းမှုတော့ညီးတဲ့လူတွေအဲ့ဒါလာရွတ်နေရောင်းကောင်းလိုက်ပါဦးရောင်းကျင်တဲ့ပစ္စည်းရောက်ဆံတယ်ကလည်းဆံရောင်းကောင်းမှာပဲစီတယ်ကလည်းစီရောင်းကောင်းမှာပဲဘာရောင်းဂုံတော်ကွန်ချာသာဇုံကန်ရွတ်နေကြမှတ်ထားအဲ့ဒါဈေးရောင်းကောင်းနေပါတယ်ဒါကြောင့်မို့ဒီနေ့ကဘေးရန်အန္တရာယ်လည်းကင်းတယ်အကာအကွယ်လည်းဖြစ်တယ်ဈေးလည်းရောင်းတယ်အဲ့ဒါကရှေးကကြားခဲ့တဲ့ဟိုးဘေးမဲ့ဆရာတော်ဘုရားကြီးအမိန့်ရှိသွားတယ်နေပဲနော်ဒါမှတ်ထားကြသောဘဂဝါဣတိပိအရဟံဝတ္တသောဘဂဝါအရဟံတံသရဏံဂစ္ဆာမိအရဟံတံသီရသနမာမိပထမောဝတိရာပကာရောသောဘဂဝါဣတိပိအရဟံသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓောဝတ္တသောဘဂဝါသမ္မာသမ္ဗုဒ္ဓံသရဏံဂစ္ဆာမိသမ္မာသမ္ဗုဒ္ဓံသီရသနမာမိဒုတိယောဝတိရာပကာရောသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောသောဘဂဝါဣတိပိဝိဇ္ဇာစရဏသမ္ပန္နောဝိဇ္ဇာစရဏသမ္ပန္နောဝတ္တသောဘဂဝါဝိဇ္ဇာစရဏသမ္ပန္နံသရဏံဂစ္ဆာမိဝိဇ္ဇာစရဏသမ္ပန္နံသီရသနမာမိတတိယောဝတိရာပါကာရောသောဘဂဝါဣတိပိဝိဇ္ဇာစရဏသမ္ပန္နောသောဘဂဝါဣတိပိသူကတောဝတ္တသောဘဂဝါသူကတံသရဏံဂစ္ဆာမိသူကတံသီရသနမာမိသတုထောဝတိရာပါကာရောသောဘဂဝါဣတိပိသူကတောသောဘဂဝါဣတိပိလောကဝိတုဝတ္တသောဘဂဝါလောကဝိတုံသရဏံဂစ္ဆာမိလောကဝိတုံသီရသနမာမိပိစမောဝတိရာပါကာရောသောဘဂဝါဣတိပိလောကဝိတုသောဘဂဝါဣတိပိအနုတ္တရောပုရိသဓမ္မတရတိအနုတ္တရောပုရိသဓမ္မတရတိဝတ္တသောဘဂဝါအနုတ္တရံပုရိသဓမ္မတရတိသရဏံဂစ္ဆာမိအနုတ္တရံပုရိသဓမ္မတရတိသီရသနမာမိသတ္ထမောသီရာပါကာရောသောဘဂဝါဣတိပိအနုတ္တရောပုရိသဓမ္မတရတိသောဘဂဝါဣတိပိသတ္ထာရေဝမနုဿာနံသတ္ထာဒေဝမနုဿာနံဝတ္တသောဘဂဝါသတ္ထာရံဒေဝမနုဿာနံသရဏံဂစ္ဆာမိသတ္ထာရံဒေဝမနုဿာနံသီရသနမာမိသတ္တမောသီရာပါကာရောသောဘဂဝါဣတိပိသတ္ထာဒေဝမနုဿာနံသောဘဂဝါဣတိပိဗုဒ္ဓောဝတ္တသောဘဂဝါဗုဒ္ဓံသရဏံဂစ္ဆာမိဗုဒ္ဓံသီရသနမာမိအထမောဝဇိရပါကာရောသောဘဂဝါဣတိပိဗုဒ္ဓောသောဘဂဝါဣတိပိဘဂဝါဝတ္တသောဘဂဝါဘဂဝန္တံသရဏံဂစ္ဆာမိဘဂဝန္တံသီရသနမာမိနဝမောဇိရပါကာရောသောဘဂဝါဣတိပိဘဂဝါသောဘဂဝါဣတိပိလောကဝိတုဝတ္တသောဘဂဝါလောကဝိတုသရဏံဂစ္ဆာမိလောကဝိတုသီရသနမာမိ
ဘေသမောဝတိရပါကာရောသောဝါတိပိလောကဝိတုသောဝါတိပိသူကတောဝတ္တသောဘဂဝါသူကတံတရဏံဂစ္ဆာမိသူကတံသီရသနမမိသတုထောဝတိရပါကာရောသောဝါဣတိပိသူကတောသောဝါတိပိနုတရောပုရိသဓမ္မသရတိအနုတရောပုရိသဓမ္မသရတိဝတ္တသောဘဂဝါအနုတရံပုရိသဓမ္မသရတိတရဏံဂစ္ဆာမိအနုတရံပုရိသဓမ္မသရတိသီရသနမမိသတ္တမောဝတိရပါကာရောသောဝါတိပိအနုတရောပုရိသဓမ္မသရတိသောဘဝဣတိပိသူကတောဝတ္တသောဘဂဝါသူကတံတရဏံဂစ္ဆာမိသူကတံသီရသနမမိသတုတောဝတိရပါကာရောသောဝါဣတိပိသူကတောသောဘဂဝါတိပိသတ္ထာဒေဝမနုဿာနံသတ္ထာဒေဝမနုဿာနံဝတ္တသောဘဂဝါသတ္ထာရံဒေဝမနုဿာနံသရဏံဂစ္ဆာမိသတ္ထာရံဒေဝမနုဿာနံသီရသနမမိသတ္တမောသီရပါကာရောသောဝါသတ္ထာဒေဝမနုဿာနံသောဝါဒီသမ္မာသမ္ဗုဒ္ဓောဝတ္တသောဘဂဝါသမ္မာသမ္ဗုဒ္ဓံတရဏံဂစ္ဆာမိသမ္မာသမ္ဗုဒ္ဓံသီရသနမမိဒုတိယသီရပါကာရောသောဝါတိပိသမ္မာသမ္ဗုဒ္ဓောသောဝါတိဗုဒ္ဓောဝတ္တသောဘဂဝါဗုဒ္ဓံတရဏံဂစ္ဆာမိဗုဒ္ဓံသီရသနမမိဓမ္မောသီရပါကာရောသောဝါတိဗုဒ္ဓောသောဝါတိပိအရဟံဝတ္တသောဘဂဝါရဟံတံတရဏံဂစ္ဆာမိအရဟံတံသီရသနမမိဓမ္မောသီရပါကာရောသောဘဂဝါဣတိပိအရဟံသောဝါတိဘဂဝါဝတ္တသောဘဂဝါဘဂဝန္တံတရဏံဂစ္ဆာမိဘဂဝန္တံသီရသနမမိနောမောသီရပါကာရောသောဘဂဝါဣတိပိဘဂဝါဤပရိတရားတော်ကိုယုခရသောကုသိုလ်ကောင်းမှု၏ကိုပါကကို၎င်းမြတ်စွာဘုရားရှင်၏ဘုံတော်ကွန်ချာကိုယုခတရဆရာသောကုသိုလ်ကောင်းမှု၏ကိုပါကကို၎င်းတောဆောင်နာတောင်ဆောင်နာမြို့ဆောင်နာရွာဆောင်နာယုကစိုးဘုံပစိုးအာကာသစိုးရေဆောင်နာရေဆောင်နာသာသနာတော်ဆောင်နာသမုဒ္ဒရာဆောင်နာဝလာဟကနာပစ္စုနာစတုလောကပါဠနာစကြာပြမအတုရာယမနဂါကလုံးဘုံမရခိုင်ဝိဇ္ဇာသောယတပတိမစပြု၍30ဘုံကျင်းကုန်သောဝိနည်းများစွာတတ္တဝါအလုံးတို့အားအမြပေးဝေပါကုန်မြယူတော်မူကြပါအလုံးကိုအမြရယူကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သောသာဓုဂုံတော်ကွန်ချာဆိုတာဂုံတော်တွေကိုကွန်ချာရက်သက်ခဲဆိုအပြန်လှန်စီစဉ်ထားတဲ့ရှစ်ဆရာတော်ကြီးတို့နီးဒီဂုံတော်ကွန်ချာကိုဘယ်ကားကစပြီးတော့ထင်ရှားပေါ်ပေါက်လာလဲဆိုတော့ဝန်တာနုခေတ်တွင်ကနာမည်ကျော်ကြားသောဘေးမဲ့ဆရာတော်ဘုရားကြီးဘေးမဲ့ဆရာတော်ဘုရားကြီးငယ်ရွယ်စဉ်စာသင်သားဘဝတုန်းကသူရဲ့ရှေ့ဆက်ဆရာတော်ဘုရားကြီးထံကရခဲ့သောနည်းဖြစ်တယ်။သူဆုံးခါနေတော့ဆုံးလောင်းနေတဲ့ဒကမာကြီးကစကားဆက်မိလို့မောင်ဝစင်းရဲ့ဈေးရောက်ရတာလည်းမကောင်းဘူး။ရောင်းရချရတယ်လည်းမကောင်းပါဘူး။ဈေးရောက်ကောင်းတဲ့နည်းလေးများရှိခဲ့ပေးခဲ့သမှာလို့တောင်းတော့ဘေးမဲ့ဆရာတော်ဘုရားကြီးရဲ့အလောင်းလျာဖြစ်တဲ့ဦးစင်းကဒကမာကြီးနီးတော်ရှိတယ်ဒကမာကြီးရွတ်ဆိုနိုင်မှာလားလို့အောင်မလေးနီးတော်ပေးသမ်းပါဗျာတပည့်တော်မှဈေးရောက်မကောင်းတော့အလကားထိုင်နေရတာအပြင်းတောင်ပြေသေးရေးပေးသမ်းပါတပည့်တော်အဲ့ဒါရွတ်နေမှာပေါ့လို့ဆိုတဲ့ဒါနဲ့ဦးစင်းကဗလာစားဝင်ယူတော့အဲ့ဒါရေးပေးကြလားအဲ့ဒါရေးပေးရင်ဆိုင်ပေါ်ထိုင်ပြီးတော့အဲ့ဒီဂုံတော်ကွန်ချာကိုသူကဖတ်တယ်ဖယင်းနဲ့နေပြီးတော့တနေ့တခြားသိတာဈေးရောက်လို့ကောင်းတယ်တဲ့ရောင်းတာတော့ပစ္စည်းကတော့မထူးပါဘူးဒီဂါထာရွတ်တာပဲသူထူးတယ်နောက်တော့ဒကမာကြီးဈေးရောက်လို့ကောင်းပြီလားလို့မလေးကောင်းချင်မောင်သေးရဲ့ကျေးဇူးတင်လိုက်တာဒါနဲ့တဖြည်းဖြည်းတနေ့တခြားနဲ့သူ့ဆိုင်ကဟိုပစ္စည်းဒီပစ္စည်းတွေထည့်တယ်ရောင်းတာသူရောင်းတဲ့ဆိုင်ကပစ္စည်းထူးခြားတာမဟုတ်စားကုန်တော့ကုန်ငရုတ်ကျက်သွန်လည်းပါတယ်စီဆန်စားပါတယ်သူတက်နေမြရောင်းတာစားကုန်တော့ကုန်ဆိုတာကဘယ်ရမျိုးဆိုမရောင်းရတယ်လို့မရှိဘူးအဲ့ဒါရောင်းရမှတဖြည်းဖြည်းနဲ့နေပဲကြီးပွားလာလို့သူရဲ့ဆွေမျိုးတွေကအမရပူရံမျိုးတောင်တမန်တစ်ဖက်မှာရှိကြတယ်ဆွေမျိုးတွေကလာလာငွေရှိတော့သူကလည်းပူရာလေးတွေချင်းငှားတယ်
ချင်းငါပြီးတော့တခါတည်းယူသွားတဲ့ငွေကတော်တော်ကြာသေးတယ်မပေးတော့သူကလိုက်တောင်းလာတာတနေ့တော့အခါအမရပူရမျိုးတစ်ဖက်တောင်းတမန်ဘက်ကဆွေမျိုးများထံကငွေကျွေးတောင်းမှုတော့ပြန်လာခဲ့တော့ထိုးစင်းကငွေကတင်းကားကြီးတွေကိုအဝက်နဲ့ထုတ်ပြီးတော့ခေါင်းပေါ်ရွက်ပြန်လာတယ်အတောက်သမားတွေရဲထုတ်ကြီးတွေကဒီနေ့တော့ဟိုအတော်ကြီးသူတို့ကခေါ်တော့ဒီအတော်ကြီးကဈေးရောက်နေတဲ့လူချမ်းသာမကြီးသူ့ပြန်ဝရုပ်ကြီးနဲ့ပြန်လာမှာဒီကဘာကရာတိုက်နန်းကဘာကရာတိုက်ဆိုတာကရှေးကသာသနာပိုင်ဘာကရာဆရာတော်ကြီးသတင်းသုံးသွားတော့တိုက်ကြီးကနောက်ပိုင်းကျတော့တိုက်ကြီးပဲအခွန်မဲ့ကြံတော့လူမရှိတော့ဘူးအတွင်းထဲကကြောင်းမရှိဘူးဘေးကဝန်းတရံကြီးရှိတယ်အဲ့ဒီနားမှာဆောက်ချုံတွေရှိတယ်မွန်းနံပင်တွေရှိတယ်တောထနေတယ်လူမရှိဘူးအဲ့ဒီနားကနေစီဆောင်လို့ရှိရင်ဒီတော်ကြီးညနေမိုးကြုံမှာစီလူရအောင်ဆိုတာအကြံနဲ့စောင့်နေကြတာတော်ကြီးကသူတယောက်တည်းပဲဝေတို့ကြီးရွက်ပြီးတော့ပြန်လာတာသူကဂုံတော်ကွန်ချာသွားရင်လာရင်လည်းရွတ်တတ်တယ်ထိုင်းနေလည်းရွတ်တတ်တယ်သွားရင်လာရင်သောဘဝဣတိပိအရဟံတသောဘဂဝါအရဟံတံတရဏံကိသာမိအရဟံတံသီရသန္နမာမိပထမောသီရဘာကာရောသောဘာဒီရွတ်နေတာသူကပါဇအလကားမနေဘူးဒီဂုံတော်ကွန်ချာရွတ်နေရခြင်းဒီသူကအဖော်ခဲ့ပြောနေတယ်သွားရင်ရွတ်လာတော့တောက်သမားကြီးတွေကအတော်ကြီးလာတဲ့အခါငွေတို့ကြီးစီလူမယ်လို့ကြံစည်ပြီးတော့ခလန်းလန်းကမိုးနံဂျုံကြီးတွေရားတဲ့ကစောင့်ပြီးတော့ကြည့်နေကြတော့သူတို့ကယွန့်သွားတယ်အတော်ကြီးတယောက်တည်းမဟုတ်တော့ဘူးသူ့နောက်ကလည်းတနှထန့်လာတဲ့ပလိတ်တယောက်ရှေ့ကလည်းပလိတ်တယောက်အမဲမသွားအောင်လုပ်နေသွားအောင်လုပ်နေအပြစ်ခံရလိမ့်မယ်ဒီမိမကြီးကမညံဘူးသူကပလိတ်တွေကိုခေါ်လာခဲ့တာကွာတို့ကစောင့်နေမှသိလို့နေမှဆိုပြီးတော့သူတို့ပုံပြီးတော့နေကြတယ်ဒါအတော်ကြီးအဲ့ဒီနေရာနဲ့လွတ်တော်သွားတယ်သူဘယ်သူမှဖမ်းလို့မရလဲဘူးအမှန်ကထိုအတော်ကြီးကဘယ်သူမှဖော်မပါဘူးသူတယောက်တည်းလာခဲ့တာအဲ့ဒါရန်သူကတော့အဆောင်ရောက်ပြီးမြင်ရတယ်သူ့ဘာသူတော့အဆောင်မှာပါဘူးသူ့အဆောင်ကဂုံတော်ကွန်ချာရောက်ခဲ့တာဘေးရန်အန္တရာယ်လည်းကင်းတယ်တခါကအရာရှိကြီးတယောက်နဲ့တွေ့ခဲ့တယ်မိုးကုန်းမှာတောကိုတပုံလေးကဖမ်းခံရတယ်လူလေးယောက်ဖမ်းခံရတဲ့သူလည်းတယောက်ပါသွားတယ်တပြည့်၃ယောက်ကတနေရာဆွဲခေါ်သွားပြီးတော့သူ့တော့တခုတော့တစ်ပလီမှာခြေထားတယ်ခြေထားပြီးတော့ငါတော့တတ်ပြတ်တတ်တော့မှထင်ရဲ့ငါလှဲ့ဟိုလူ၃ယောက်တော့ဘယ်လိုကြတယ်မသိဘူးငါလှဲ့လာတော့မှာပဲလို့သူကလည်းကြောက်ကြောက်ရွံ့ရွံ့နဲ့သူတတ်သည်မြမှတ်သည်မြဂုံတော်ကွန်ချာပဲရွတ်ပြီးတော့နေတယ်သူ့လှဲ့မကြနိုင်ဘူးဟိုလူတွေဘယ်လိုဖြစ်တယ်လဲမသိဘူးတနတ်တန်တော့မကြသေးဘူးတဘုံကသူ့ကိုဘယ်လိုစီရင်မလဲလို့ဒါပဲကြောက်ရွံ့ရွံ့နဲ့ဂုံတော်ကွန်ချာပြီးတော့ရွတ်နေတယ်မကြခင်ခေါင်းဆောင်ဖြစ်တဲ့လူကသနာကြီးထမ်းပြီးတော့လာတယ်သနာကြီးထမ်းပြီးတော့သွားမင်းသွားတော့ဆိုတော့သူခြေထားတဲ့ကြိုးကြီးခြီးပြီးတော့လွှတ်လိုက်ဖြီးပြီးတော့လွှတ်လိုက်တယ်တဲ့အဲ့ဒါသူရဲ့လက်တွေပဲခေါင်းတော်ကွန်ချာကအန္တရာယ်လည်းလွတ်တယ်ဘေးလည်းကင်းတယ်ခိုးသေးဓာမြဘေးမှလည်းလွတ်တယ်ရောင်းမကောင်းတာလည်းဈေးရောက်မကောင်းတဲ့လူလည်းဈေးရောက်ကောင်းတယ်အဲ့ဒါမှတ်ထားကြဈေးရောက်မကောင်းမှုတော့ညီးတဲ့လူတွေအဲ့ဒါလာရွတ်နေရောင်းကောင်းလိုက်ပါမယ်ရောင်းကျင်တဲ့ပစ္စည်းရောက်ဆန်တယ်ကလည်းဆန်ရောင်းကောင်းပါပဲစီတယ်ကလည်းစီရောင်းကောင်းပါပဲဘာရောင်းဂုံတော်ကွန်ချာသာဇုံကန်ရွတ်နေကြမှတ်ထားအဲ့ဒါဈေးရောင်းကောင်းနေပါတယ်ဒါကြောင့်မို့ဒီနေ့ကဘေးရန်အန္တရာယ်လည်းကင်းတယ်အကာအကွယ်လည်းဖြစ်တယ်ဈေးလည်းရောင်းတယ်အဲ့ဒါကရှေးကကြားခဲ့တဲ့ဟိုးဘေးမဲ့ဆရာတော်ဘုရားကြီးအမိန့်ရှိသွားတယ်နေပဲနော်ဒါမှတ်ထားကြသောဘဂဝါဣတိပိအရဟံဝတ္တသောဘဂဝါအရဟံတံတရဏံကိသာမိအရဟံတံသီရသနမာမိပထမောဝသီရပါကာရောသောဘဂဝါဣတိပိအရဟံသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓောဝတ္တသောဘဂဝါသမ္မာသမ္ဗုဒ္ဓံတရဏံကိသာမိသမ္မာသမ္ဗုဒ္ဓံသီရသနမာမိဒုတိယဝသီရပါကာရောသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောသောဘဂဝါဣတိပိဝိဇ္ဇာစရဏသမ္ပန္နောဝိဇာစရဏသမ္ပန္နောဝတ္တသောဘဂဝါဝိဇာစရဏသမ္ပန္နံတရဏံကိသာမိဝိဇာစရဏသမ္ပန္နံသီရသနမာမိတတိယောဝသီရပါကာရောသောဘဂဝါဣတိပိဝိဇာစရဏသမ္ပန္နောသောဘဂဝါဣတိပိသူကတောဝတ္တသောဘဂဝါသူကတံတရဏံကိသာမိသူကတံသီရသနမာမိသတုထောဝသီရပါကာရောသောဘဂဝါဣတိပိသူကတောသောဘဂဝါဣတိပိလောကဝိတုဝတ္တသောဘဂဝါလောကဝိတုံသရဏံကိသာမိ
လောကဝိတုံသီရသနမမိပိစမောဝတိရပါကရောသောဝါဣတိပိလောကဝိတုသောဘဂဝါဣတိပိအနုတ္တရောပုရိသဓမ္မတရတိအနုတ္တရောပုရိသဓမ္မတရတိဝတ္တသောဘဂဝါအနုတ္တရံပုရိသဓမ္မတရထေတရဏံကိသာမိအနုတ္တရံပုရိသဓမ္မတရထေသီရသနမမိသတ္တမောသီရပါကရောသောဝါဣတိပိအနုတ္တရောပုရိသဓမ္မတရတိသောဘဂဝါဣတိပိသတ္ထာရေဝမနုဿာနံသတ္ထာဒေဝမနုဿာနံဝတ္တသောဘဂဝါသတ္ထာရံဒေဝမနုဿာနံတရဏံကိသာမိသတ္ထာရံဒေဝမနုဿာနံသီရသနမမိသတ္တမောသီရပါကရောသောဝါဣတိပိသတ္ထာဒေဝမနုဿာနံသောဘဂဝါဣတိပိဗုဒ္ဓဝတ္တသောဘဂဝါဗုဒ္ဓံတရဏံကိသာမိဗုဒ္ဓံသီရသနမမိအထမောဝဇိရပါကရောသောဘဂဝါဣတိပိဗုဒ္ဓသောဘဂဝါဣတိပိဘဂဝါဝတ္တသောဘဂဝါဘဂဝန္တံတရဏံကိသာမိဘဂဝန္တံသီရသနမမိနဝမောဝဇိရပါကရောသောဘဂဝါဣတိပိဘဂဝါသောဘဂဝါဣတိပိလောကဝိတုဝတ္တသောဘဂဝါလောကဝိတုတရဏံကိသာမိလောကဝိတုသီရသနမမိဘေသမောဝဇိရပါကရောသောဘဂဝါဣတိပိလောကဝိတုသောဘဂဝါဣတိပိသုကတောဝတ္တသောဘဂဝါသုကတံတရဏံကိသာမိသုကတံသီရသနမမိသတုထောဝဇိရပါကရောသောဘဂဝါဣတိပိသုကတောသောဘဂဝါဣတိပိနုတ္တရောပုရိသဓမ္မတရတိအနုတ္တရောပုရိသဓမ္မတရတိဝတ္တသောဘဂဝါအနုတ္တရံပုရိသဓမ္မတရထေတရဏံကိသာမိအနုတ္တရံပုရိသဓမ္မတရထေသီရသနမမိသတ္တမောဝဇိရပါကရောသောဘဂဝါဣတိပိအနုတ္တရောပုရိသဓမ္မတရတိသောဘဂဝါဣတိပိသုကတောဝတ္တသောဘဂဝါသုကတံတရဏံကိသာမိသုကတံသီရသနမမိသတုတောဝဇိရပါကရောသောဘဂဝါဣတိပိသုကတောသောဘဂဝါဣတိပိသတ္ထာဒေဝမနုဿာနံသတ္ထာဒေဝမနုဿာနံဝတ္တသောဘဂဝါသတ္ထာရံဒေဝမနုဿာနံတရဏံကိသာမိသတ္ထာရံဒေဝမနုဿာနံသီရသနမမိသတ္တမောသီရပါကရောသောဘဂဝါသတ္ထာဒေဝမနုဿာနံသောဝါဒီသမ္မာသမ္ဗုဒ္ဓောဝတ္တသောဘဂဝါသမ္မာသမ္ဗုဒ္ဓံတရဏံကိသာမိသမ္မာသမ္ဗုဒ္ဓံသီရသနမမိဒုတိယသီရပါကရောသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောသောဝါဒီဗုဒ္ဓောဝတ္တသောဘဂဝါဗုဒ္ဓံတရဏံကိသာမိဗုဒ္ဓံသီရသနမမိဓမ္မောသီရပါကရောသောဝါဣတိဗုဒ္ဓောသောဝါဣတိပိအရဟံဝတ္တသောဘဂဝါရဟန္တံတရဏံကိသာမိအရဟန္တံသီရသနမမိဓမ္မောသီရပါကရောသောဘဂဝါဣတိပိအရဟံသောဝါဒီဘဂဝါဝတ္တသောဘဂဝါဘဂဝန္တံတရဏံကိသာမိဘဂဝန္တံသီရသနမမိနဝမောသီရပါကရောသောဘဂဝါဣတိပိဘဂဝါဤပရိတရားတော်ကိုယုခရသောကုသိုလ်ကောင်းမှု၏ကိုပါကကို၎င်းမြတ်စွာဘုရားရှင်၏ဘုံတော်ကွန်ချာကိုယုခတရဆရာသောကုသိုလ်ကောင်းမှု၏ကိုပါကကို၎င်းတောဆောင်နာတောင်ဆောင်နာမြို့ဆောင်နာရွာဆောင်နာယုကစိုးဘုံပစိုးအာကာသစိုးရေဆောင်နာရေဆောင်နာသာသနာတော်ဆောင်နာသမုဒ္ဒရာဆောင်နာဝလာဟကနာပစ္စုံနာစတုလောကပါဠနာစကြာပြမအတုရာယမနဂါကလုံးဘုံမရခိုင်ဝိဇ္ဇာသောယတပတိမစပြု၍30ဘုံကျင်းကုန်သောဝိနည်းများစွာတတ္တဝါအလုံးတို့အားအမြပေးဝေပါကုန်ညယူတော်မူကြပါအလုံးကိုအမျှရယူကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သော